ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလပမြို့နယ်ငါရက်ကွက်ဘောဂဗလာအိယာဝင်းတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်မျိုးဆက်သစ်ရောင်ချီလူမှုကူညီရေးအသင်း၏ဒုတိယအကြိမ်မြောက်သာသနာပူဇာမြတ်မင်္ဂလာတရားလူတော်ဓမ္မအထူးဓမ္မသဘင်ခန္ဓာ၌ဟောကြားအပ်တော်တန်တရားဘဝရှိကြရခြင်းအကြောင်းတရားဒေသနာတော်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားများကိုနာယူမှတ်သားပြီးတဲ့အခါမှာမိမိတို့ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ញင်သုံးသပ်ပြီးရှောင်ရံဆောင်ရံများကိုပြုလုပ်ကြရမှာဖြစ်တယ်တရားနာပြီးတဲ့အခါမှာဟောပြောထားတဲ့အကြောင်းအရာတစ်ခုအလေးနဲ့မှတ်သားပြီးဆောင်ရမယ့်အချက်များကိုဆောင်လို့ရှောင်ရမယ့်အချက်များကိုရှောင်ကျင်ခြင်းဆိုတဲ့အလုပ်ကိုဆက်လက်ပြီးတော့လုပ်ကြရမှာဖြစ်တယ်မြတ်စွာဘုရားကအသိဉာဏ်ဖြစ်ဖို့ရာအကြောင်းတရားများကိုဟောကြားဆုံးမခဲ့တယ်ဘုန်းကြီးတို့တွေတန်တရားတွေကဘဝတစ်ခုကိုရရှိထားကြတယ်အဲ့ဒီတန်တရားဘဝရရှိတာဟာဘယ်တော့မှရရှိခဲ့သလဲလို့နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအနမတေခောယံတန်တာရောတန်တရားဘဝဆိုတာနောက်ပြန်ကြည့်ရင်အစဆိုတာတွေ့နိုင်မှာမဟုတ်ဘူးလို့ဆို။ဘာကြောင့်လဲဆိုရင်အလုံးကိုရှိကြခဲ့လို့ပဲ။ဘယ်ဘဝကစတင်ခဲ့တယ်ဆိုတာပြောလို့မဖြစ်နိုင်လောက်အောင်ရှိကြလာခဲ့တဲ့ဘဝတန်တရား။အဲ့ဒီဘဝတန်တရားခရီးကြီးထဲမှာဘုန်းကြီးတို့တွေရောက်ရှိပြီးတော့နေကြတယ်။ဒီတန်တရားဟာဘလောက်ပဲရှိတူအောင်လုံးနိုင်တဲ့ဤစနစ်ကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တာဖြစ်တယ်။တန်တရားရှိတော့လေဘာကြောင့်ရှိတယ်ဆိုတာမြတ်စွာဘုရားဟောတယ်။တန်တရားတူခြင်းလို့ရှိရင်ဘာနဲ့တူအောင်လုပ်ရမယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောကြားဆုံးမတယ်။မြတ်စွာဘုရားကိုယ်တိုင်သိပြီလေတန်တရားဘဝရှိကြလာတာဟာဘာကြောင့်လဲလို့ဆိုတာကိုယ်တိုင်အကြောင်းတရားကိုရှာဖွေတွေးရှိပြီးတဲ့နောက်မှာထိုအကြောင်းတရားကိုဖယ်ရှားပစ်ခြင်းအပြင်တန်တရားဘဝရှိကြခဲ့ရခြင်းအကြောင်းတွေဖယ်ရှားနိုင်သည့်အတွက်ကြောင့်ဘဝတန်တရားဟာဆုံးသက်သွားနိုင်တယ်ပေါ့ဟုတ်ပြီဘုန်းကြီးတို့တွေပထမစဉ်းစားကြရမှာတန်တရားဆိုတာဘာလဲဆိုတာကိုအရင်စဉ်းစားကြအောင်အဲ့ဒီတန်တရားရဲ့သဘောကိုကြည့်မယ်ဆိုရင်ပါဠိစကားအနေနဲ့ကတန်တာရဘဝတစ်ခုမှဘဝတစ်ခုသို့ရွှေ့ပြောင်းခြင်းလဲရခြင်းဆိုတဲ့အဓိပ္ပာယ်ဘယ်ဘဝမှသာဝရရနာနိုင်ခြင်းမရှိဘူးဘဝတစ်ခုဟာမွေးဖွားလာပြီးတဲ့နောက်အဲ့ဒီဘဝမှာသိဆုံးသွားတယ်သိဆုံးသွားပြီးတဲ့အခါနောက်တစ်ဘဝတစ်ခါပြန်မွေးဖွားပြန်တယ်မွေးဖွားပြီးရင်ပြန်ပြီးသိဆုံးသွားပြန်တယ်ဒါကြောင့်တန်တရားဆိုတာကိုဇာတိတန်တာရမွေးဖွားခြင်းနဲ့ရွှေ့ပြောင်းနေရတဲ့အရာတစ်ခုလို့ဒီလိုမှတ်ထားအဲ့တော့လူဘဝကိုရတယ်ဆိုတာဘာရတာလဲဘဝမှာဖြစ်တယ်ဆိုတာလဲဘာဖြစ်တာလဲလို့ဆိုခန္ဓာ၅ပါးဖြစ်ပေါ်လာဆိုလို့ခုဘုန်းကြီးတို့တွေရတာလားဘာကိုရလဲစဉ်းစားကြည့်ခန္ဓာ၅ပါးကိုရထားတယ်ခန္ဓာ၅ပါးရထားတယ်ဆိုတာမျက်စိနာနာလျှာကာယလို့ဆိုတဲ့ရုပ်ခန္ဓာကြီးကိုရထားတယ်လို့ပဲထိုရုပ်ခန္ဓာကြီးကိုမှီပြုပြီးတော့ရုပ်ခန္ဓာနဲ့ပေါင်းစပ်လာတဲ့အာယုန်ဒီပေါ်မှာသိခြင်းလို့ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာဝိညာဉ်နဲ့ခန္ဓာနဲ့တွဲပက်လာပြီးတဲ့အခါမှာစိတ်ခံစားမှုလို့ဆိုတဲ့ဝေဒနာခန္ဓာစိတ်ထဲမှာမှတ်သားထားမှုဆိုတဲ့သိဉ္ဇခန္ဓာနဲ့လူကျင်မှုတတ်မဲ့မှုကြံတွေးမှုဆိုတဲ့သင်္ခါရခန္ဓာလို့ဆို
စိတ်ထဲမှာဖြစ်တဲ့အရာက၄မျိုးနဲ့ရုပ်ခန္ဓာကတစ်ခုနဲ့ပေါင်းလိုက်တော့ဒီခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုရထားခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်လာခြင်းကိုဘဝလို့ခေါ်ပြီးအဲ့ဒီဖြစ်ပေါ်လာတဲ့ခန္ဓာ၅ပါးဟာတည်မြဲနေတာမဟုတ်သည့်အတွက်ကြောင့်တဘဝကနေတဘဝတဘဝကနေတဘဝရွှေ့ပြောင်းပြီးတော့နော်သွားနေရတာကိုပဲတန်တရားလို့ဒီလိုခေါ်တယ်တန်တာရဆိုတာရွှေရှားပြောင်းလဲနေခြင်းလို့ဒီလိုအဓိပ္ပာယ်ရအဲ့ဒီလိုတန်တရားခရီးမှာရွှေရှားပြောင်းလဲနေရတဲ့ဟာကြီးကကျင့်တတ်เสียကောင်းလားကိုယ့်ကိုယ်သိချစဉ်းစားကြည့်ရကျင့်တတ်เสียကောင်းရင်တော့လက်ခံရမှာပေါ့သို့သောဘဝဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ဆင်ញင်သုံးသပ်ကြည့်ပေါ့ဘဝမှာကျင့်တတ်เสียဘာရှိလဲမကျင့်တတ်เสียတွေကဘာရှိလဲဆိုတာဆင်ញင်သုံးသပ်ကြည့်ရကျင့်တတ်เสียရှိနေသည့်အတွက်ကြောင့်တန်တရားဘဝမှာပြောနေကြတာဖြစ်တယ်လူတွေဟာဘဝမှာဘဝရဲ့ကျင့်တတ်เสียရှိတာတော့သိကြတယ်ကျင့်တတ်เสียကဘာတွေလဲလို့ဆိုဘဝရလာတဲ့အခါမှာနော်အာယုန်တွေနဲ့ပျော်မွေးเสียစိတ်ချမ်းသာเสียတွေနဲ့ကြုံတွေ့ရတယ်မျက်စိကလှတာပတာစိတ်ဝင်စားတာတွေကြည့်လို့ရတယ်နားကချိုက်နှစ်သက်တဲ့အသံတွေနားထောင်လို့ရတယ်နှာခေါင်းကကိုနှစ်သက်တဲ့အနံ့ကိုလမ်းရှုလို့ရတယ်လျှာကကောင်းမြတ်တဲ့အာဟာရတွေကိုစားလို့ခံစားလို့ရတယ်ခန္ဓာကိုယ်ကထိတွေ့လို့ရတယ်လို့ဆိုအဲ့ဒါတွေကထိတွေ့ပြီးတော့စိတ်ချမ်းသာမှုတွေဝမ်းသာမှုတွေလူတွေရရှိကြမိမိတူတည်းမဟုတ်ဘဲနဲ့အပေါင်းနဲ့အသင်းနဲ့မိသားစုနဲ့ဘဝမှာပျော်ရွှင်ချမ်းမြေ့မှုတွေကိုရရှိကြဒီရင်မကဘူးစီးပွားဥစ္စာတိုးတက်လာတဲ့အခါမှာစီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမှုအောင်မြင်ကြီးပွားလာတဲ့အခါမှာစိတ်ချမ်းသာမှုယာတုခုံသိမ်းစီစဉ်ဥစ္စာတိုးတက်လာတဲ့အခါမှာစိတ်ချမ်းသာမှုဘဝမှာကျမ်းမာလို့အစဉ်ပြေနေတဲ့အခါစိတ်ချမ်းသာမှုလို့ဆိုတဲ့ဒုက္ခသောမနတကျင့်အာရပွဲအနေထားတွေဘဝမှာကြုံတွေ့နိုင်တယ်ပေါ့တနည်းအားဖြင့်ချက်ထွင်ပြီးတော့ကြည့်မယ်ဆိုရင်ဘဝရလာတဲ့အခါမှာမသိသေးတဲ့အရာကိုသိရတယ်တရားနာခွင့်ရတယ်ဖျားဖူးခွင့်ရတယ်ဘဝကိုအရင်နှီးပြုပြီးတော့ဒါနကောင်းမှုတွေလုပ်ခွင့်ရတယ်သီလတွေစောင့်တည်ခွင့်ရတယ်ဒါနသီလကိုအကြောင်းပြုပြီးတော့ကောင်းရာသူဂတိဘုံတွေကိုရောက်ရတယ်ဒါတွေလည်းကျင့်တတ်เสียတယ်happiness ဆိုတာကိုပြောတာစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုတွေကဘဝကိုအကြောင်းပြုပြီးတော့ရရှိနေကြတယ်ဒါကြောင့်အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့လူတွေဟာဘဝပေါ်မှာခင်မင်တွေ့တာမှုတွေဖြစ်လာဒါဘဝရဲ့ကျင့်တတ်เสียပါဠိစာပေမှာအတ္တာဒလို့ခေါ်တယ်ကျင့်တတ်เสียကောင်းတယ် enjoyment ဘဝမှာစိတ်ခံစားမှုတွေရှိဒါကြောင့်လောကလူတွေမေးကြည့်လိုက်လို့ရှိရင်ပြောသလားဆိုရင်ပြောတယ်လို့ပဲပြောကြတယ်နော်ကျင့်တတ်တယ်အားရတယ်ပျော်ရွှင်ကြတယ်အတ္တာဒဒါဖြင့်ဘဝကြီးမှာပျော်စရာပဲရှိတာလားလို့ဆိုဘယ်ဟုတ်မလဲတဖြည်းဖြည်းအိုးလာတယ်အလိုမကျတာတွေဖြစ်တယ်ကိုမဖြစ်ချင်တာတွေဖြစ်လာတယ်ယောဂါတွေမရခြင်းမဲနဲ့ရလာတယ်ဆုံးရှုံးနေတာမှုတွေနဲ့ကြုံရတယ်ဘဝမှာမကျေနပ်เสียတွေကလည်းအများကြီးဖြစ်တယ်မတည်မြဲဘူးလူဖြစ်လာတဲ့အခါမှာငယ်ငယ်ရွယ်ရွယ်လှလှပပချောချောမုံမောနဲ့ဘဝမှာယက်တည်လို့ရမလားမရဘူးဘလောက်ပဲလှခြင်းတဖြည်းဖြည်းအိုမင်းလာတာပဲဖြစ်တယ်ဘလောက်ပဲချမ်းသာခြင်းဘဝမှာဒုက္ခတွေကကြုံလာကျမ်းမာခြင်းတော့လည်းပဲယောဂါဆိုတာဖြစ်လာနောက်ဆုံးမှာပျော်ရွှင်ချမ်းမြေ့ွယ်ကောင်းတဲ့အတိုင်းအဝိုင်းကိုစွန့်ခွာပြီးတော့ဘဝကြီးတစ်ခုကိုမခွဲခြင်းပဲနဲ့ခွဲပြီးဆုံးသက်သွားရတယ်ဆိုတာတွေဟာဘယ်သူမေးခြေနှက်ကြမှာမဟုတ်ဘူးအဲ့တော့ဘဝမှာမခြေနှက်เสียအပြစ်နာစာတွေကလည်းရှိတယ်လို့ဒီလိုပြောတယ်စိန်ကောင်းကြောက်ခေါင်းဝယ်ရတဲ့အခါမှာ
စိတ်လေးရဲ့အယောင်နဲ့အကြည့်အသွေးကိုကြည့်ခြေတတ်เสียကောင်းတယ်သို့တော့တဏှာမှာအခလေးတွေးပြီဆိုရင်ခြေတတ်ကြမှာမဟုတ်ဘူးဘယ်သူမှဝယ်မှာမဟုတ်ဘူးအလွန်ဒီဇိုင်းလှလှအဝတ်ကလေးသဘောကျစရာအဝတ်ကလေးအထည်လေးကိုတွေးတဲ့အခါမှာကြိုက်စရာကြီးအများကြီးပဲအစင်းလေးကလည်းလှတယ်ဒီဇိုင်းလေးကလည်းလှတယ်သို့တော့တဏှာမှာမီးလောင်ပေါက်နေတယ်ဆိုလို့ရှိရင်ဒီအဝတ်ကိုဘယ်သူမှဝယ်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုရင်အလှတယ်မဟုတ်ဘူးပျက်စီးနေတာတွေ့ရတယ်ထို့တူပဲဘဝဟာကျင့်တတ်စရာတွေရှိတော့လည်းပဲမကျင့်တတ်စရာရှုတော့ငါကြည့်လိုက်မယ်ဆိုရင်ဘဝဟာလူချင်းစရာလုံးဝမကောင်းတဲ့အရာတစ်ခုဖြစ်တယ်အားလုံးဒီကနေ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တနေ့ကြာလို့ရှင်အားလုံးဟာကိုယ်လက်ရှိဘဝကိုစွန့်ခွာသွားကြမှာကြီးပဲဖြစ်တယ်ဒါကြောင့်မို့မတည်မြဲမှုဟာဘဝရဲ့အပြစ်အနာစာတစ်ခုဖြစ်တယ်ဒီဘဝမှာပျော်စရာကောင်းလို့အကြာကြီးနေခြင်းတော့လည်းပဲဘဝမှာအကြာကြီးနေလို့မရဘူးတက်တန်းစိတ်ရင်ရွှေ့ကြရအောင်မယ်ကိုလိုချင်တဲ့အဆင့်တန်းတွေကိုဆုံးရှုံးသွားကြအောင်မယ်အဲ့ဒါဘဝမကျေနပ်เสียအပြစ်အနာစာဒါတွေကိုအာဓိနဝလို့ခေါ်တယ်ဒါတွေကမစင်စားပဲနေရမှာမဟုတ်ဘူးစဉ်းစားရမှာလူဘဝရောက်လာတဲ့အချိန်ခါမှာဒါတွေကိုခေါင်းထဲမှာမထည့်ဘူးစဉ်းစားရမှမသိပဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားလို့ရှိရင်အရှုံးအမြတ်ဆိုတဲ့ထဲမှာအရှုံးနဲ့ပဲတွေ့ရမှာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာအရှုံးနဲ့ပဲဘဝတစ်ခုအဆုံးသွားမယ်ဆိုလို့ရှိရင်အမတန်မှနစ်နာတယ်ဘာကြောင့်လို့ဒီလိုသာသနာမျိုးနဲ့နောင်တွေးဖို့ရတဲ့ကဘာပေါင်းဘလောက်စောင်းရမယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးပေါ့အခုချိန်ဟာကံကောင်းထောက်မှလို့မြတ်စွာဘုရားအဆုံးအမတရားတော်တွေထွန်းကားပြီးကြားနာခွင့်ရတဲ့အချိန်လေးမှာဘဝနဲ့ပတ်သက်ပြီးအလေးအနက်ထားပြီးဆင်ခြင်သုံးသပ်ကြည့်တတ်ဖို့လိုအပ်တယ်လို့သူဆိုတယ်နော်ဒါကြောင့်ဘုန်းကြီးတို့တွေဘဝရထားတဲ့ဘဝမှာခြေနှက်ဆရာတွေရှိတယ်လို့မခြေနှက်ဆရာတွေလည်းရှိတယ်မခြေနှက်ဆရာတွေဘက်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘဝကြီးဟာလူချင်းဆရာတတ်မဲ့ဆရာမကောင်းတော့ဘူးပေါ့ဒါကြောင့်မို့မခြေနှက်ဆရာကောင်းလို့ဘဝကြီးကိုအဆုံးသတ်ခြင်းနဲ့ဆိုရင်ရောဖြစ်နိုင်ရဲ့လားလို့မြတ်စွာဘုရားမပွင့်ဘူးဆိုလို့ရှိရင်တဏှာတွေကထွက်ခြင်းလို့ထွက်ပေါက်ရှာလဲတွေ့မှာမဟုတ်ဘူးဘယ်တော်မှတဏှာရဲ့ထွက်ပေါက်ဆိုတာကိုမသိနိုင်ကြဘူးမြတ်စွာဘုရားပွင့်တဲ့အခါလေးမှာ exit ဆိုတဲ့ထွက်ပေါက်လေးကိုအလင်းရောင်ပြပြီးတော့ဟောဒီကထွက်ကြဟိလို့ဒီလိုဆိုတဲ့အချိန်လေးမှာထွက်ကြတခြားအချိန်မှာဆိုရင်တဏှာတွေကထွက်ပေါက်ဆိုတာရှာလို့မရနိုင်ဘူး။မောင်ကြီးမဲမဲနဲ့အစာအုပ်အကြီးကြီးတစ်ခုအလဲရောက်နေတဲ့အချိန်မှာတကားပေါက်ရှာမရလို့ရှင်အတွင်းထဲမှာပဲလှက်ပတ်ပြီးတဦးနဲ့တဦးတိုက်ကြခိုက်ကြနေမိကြနဲ့ဆင်းရဲဒုက္ခကြုံနေရတယ်လေ။တဏှာကြီးထဲမှာလည်းပဲဒီတိုင်းပဲဆင်းရဲဒုက္ခကြုံပြီးတော့နေကြ။ဘုရားပွင့်တဲ့အခါမှာအလင်းရောင်ကလေးရပြီးတော့ထွက်ပေါက်ဆိုတာသိနိုင်ကြတာဖြစ်တယ်ပေါ့။ခုချိန်မှာဆိုရင်တဏှာဘဝရှည်ကြာလှတာဟာလဲဘာကြောင့်ရှည်ကြာရတယ်လဲတဏှာကိုတိုးအောင်ဗာနဲ့လုပ်ရမလဲတဏှာရဲ့ထွက်ပေါက်ကိုဘယ်လိုရှာရမလဲဆိုတာကိုမြတ်စွာဘုရားဟောကြားဆုံးမထားရှိလောကမှာတဏှာကိုရှည်တယ်လို့ရှည်တာကိုရှည်ကြာတယ်လို့သိတဲ့အခါတကယ်ပညာနဲ့မှသိနိုင်တာဖြစ်တယ်အနုမို့ဆိုလို့ရှိရင်ဘဝတစ်ခုဟာတူတောင်းတယ်လို့ကြီးပဲထင်ကြမယ်နော်ဘဝဟာတူတောင်းတယ်ဒါကြောင့်ဘဝဘလောက်ပဲတူလူတွေဟာဘဝမှာပြောနေကြတာပဲအဲ့တော့တဏှာရဲ့ထွက်ပေါက်ကိုရှာမတွေးသမျှကာလပတ်လုံးပျော်ရွှင်ခြင်းဖြင့်သာလဲလူတွေဟာပျော်ရင်နဲ့မျက်ရည်ကျပြီးဘဝကိုဆုံးသက်သွားကြတာဖြစ်တယ်ပျော်လို့မဆုံးခင်မျက်ရည်ဖုံးတာကိုတွေးချရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့တဏှာရဲ့ကောင်းခွက်ကိုလည်းပဲကြည်ထားရတယ်တဏှာဘဝရဲ့မကောင်းတဲ့အပြစ်နာစာကိုလည်းပဲကြည်ထားရတယ်တဏှာဘဝကဘယ်လိုထွက်ရမယ်ဆိုတဲ့တဏှာရဲ့ exit ဆိုတဲ့ထွက်ပေါက်ကိုလည်းပဲသိနိုင်ရမယ်လို့ဒီလိုဆိုတယ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က
ဒီခောပါဠာနာတန်တာရောအတိညာမရှိဘူးဆိုရင်တန်တရားရှည်လိုက်မယ်နော်တန်တရားဆိုတာမွေးလိုက်အိုးလိုက်သေလိုက်မွေးလိုက်အိုးလိုက်သေလိုက်လို့မဆုံးနိုင်တဲ့ခရီးကြီးသွားနေရတဲ့အနေအထားတစ်ခုကိုဆိုလို့ခန္ဓာ၅ပါးဒီခန္ဓာဆွန့်လိုက်နောက်ခန္ဓာရလိုက်ဒီခန္ဓာဆွန့်လိုက်နောက်ခန္ဓာရလိုက်မဆုံးနိုင်တဲ့ဘဝခရီးကြီးဟာဘယ်တော့အဆုံးသတ်မလဲလို့မသိနိုင်တဲ့ပုဂ္ဂိုလ်တွေဒီကောပါဠာနာတန်တာရောပါဠာနာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေအဖို့တန်တာရောဖြစ်အိုနာသိတန်တရားကြီးဟာဒီကောသိတ်ကိုရှည်လိုက်မယ်ရှည်တယ်ဆိုတာဘယ်ခါမှဆုံးသတ်မယ်ဆိုတာမသိနိုင်တော့အောင်ရှည်တယ်ပေါ့ဒါဖြင့်ဒီလိုရှည်တဲ့တန်တရားတွေကသိနိုင်တဲ့နိလန်းရောမရှိဘူးလားဘာကြောင့်ဒီတန်တရားရှည်တာတော့ဆိုတော့မြတ်စွာဘုရားတတ္ထမံအဝိသနာတုံသူတော်ကောင်းတရားတွေတတ္ထမံအဝိသနာတံသူတော်ကောင်းတရားတွေကိုမသိတဲ့ပုဂ္ဂိုလ်တွေမှာတန်တရားရှည်တယ်သိပြီဆိုလို့ရှိရင်တော့တန်တရားကိုတိုးစေနိုင်တယ်လို့သူဆိုအဲ့တော့တန်တရားရှည်တယ်တိုးတယ်ဆိုတာအချိန်ပိုင်းတစ်ခုကိုပြောတာတဲ့ကိုယ့်လက်ထဲမှာရှိတယ်ပေါ့ကိုတိုးခြင်းလို့ရှိရင်လည်းတိုးလို့ရတယ်ရှည်ခြင်းလည်းရှည်လို့ရမယ်ဆိုတဲ့အနေအထားမျိုးဆိုလို့အဓိကကတော့တန်တရားကိုတိုးအောင်လုပ်တာတော့ပညာသာလင်ဖြစ်တယ်ပေါ့ဆင်ញင်တုံတရားဆိုတဲ့အသိပညာရအောင်ကြိုးစားအထောက်ချင်းဖြင့်မြတ်စွာဘုရားတန်တရားကိုတိုးအောင်လုပ်နိုင်တယ်ဆိုတဲ့ဤစနစ်ကိုပေးတယ်ဘုရားကိုယ်တိုင်ကိုကဘုရားဖြစ်သူရောက်လာတဲ့အခါမှာတန်တရားမှာဘာကြောင့်ကျင်လည်ခဲ့တယ်ဆိုတာအကြောင်းရှာပြတဲ့အနေနဲ့အနေကဇာတိတန်တာရံတန္တဝိတ္တံအနိဗ္ဗိတံဂဟကရံကိုဝိတံတောဒုက္ခဇာတိဘုနပုဏ္ဏဆိုပြီးတော့ဘုရားဘာသာဝင်သူတော်စင်တွေမြန်မာနိုင်ငံမှာဘုရားရုပ်ဘဝဆင်းရဲတော်ကိုးဝယ်ကြမယ်ဆိုရင်အိမ်မှာတန်ဃာတွေပင့်ပြီးတော့အနေကစားတင်တယ်ဆိုတာရှိတယ်အဲ့ဒီအနေကစားတင်တယ်ဆိုတာဒီမြတ်စွာဘုရားဥရန်ကျူတဲ့ဂါထာကိုရွတ်ဆိုပူဇော်ပေးထားတာဖြစ်တယ်ဂါထာရဲ့အစမှာအနေကဇာတိတန်တာရံလို့ရှိတာကိုဖြတ်ပြီးတော့အနေကစားလို့ခေါ်နေကြတာဖြစ်တယ်အဲ့တော့အဲ့ဒီဂါထာလေးရဲ့အဓိပ္ပာယ်လေးကိုကြည့်မြတ်စွာဘုရားကဘုရားဖြစ်သူရောက်သွားတဲ့အခါမှာဘာစကားကိုစပြောတယ်လဲသူ့စိတ်ထဲသူ့ရင်ထဲမှာကျင့်နှက်အားရလာလို့နှုတ်ကနေပေါ်ထွက်လာတဲ့စကားသံဟာဘာလဲလို့ဆိုရင်ဟောဒီအနေကဇာတိတန်တာရံတန္တာဝိတ္တံဆိုလိုတဲ့အဓိပ္ပာယ်ကဘဝများစွာတန်တရားမှာငါပြေးခဲ့ရပြီတန်တရားထဲမှာနှစ်ပေါင်းများစွာငါကျင်လည်ခဲ့ရတယ်အတိတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်တန်တရားဘဝမှာငါရှိကြခဲ့ပြီလို့အဆုံးမတတ်နိုင်လောက်အောင်တန်တရားဘဝရှိကြခဲ့တယ်။ဘာကြောင့်ရှိကြတာတုံးလို့ဆိုအနိဖိတံဒီတန်တရားကိုဘယ်သူဖန်တီးနေတာလဲဆိုတာကိုမသိလို့ဒါကြောင့်အနေကဇာတိတန်တာရံတန္တဝိတ္တံအနိဖိတံဂဟကာရံခဝေတံတောဒီတန်တရားခန္ဓာအိမ်ကြီးကိုဘယ်သူကဖန်တီးနေတာလဲဒီဘဝတည်သွားရင်နောက်ထပ်ပြန်မွေးအောင်ဘယ်သူကလှုပ်နေတာလဲဒီခန္ဓာဆုံးလိုက်ရင်နောက်ခန္ဓာကိုရယူဖို့ဘယ်သူကလှုပ်နေတာလဲလှုပ်နေတဲ့တရားခံလက်သေးဟာဘယ်သူလဲလို့ဆိုတာကိုရှာတာမတွေ့ဘူးမတွေ့သည့်အတွက်ကြောင့်တန်တရားထွက်ပေါက်ကိုသူမရခဲ့ဘူးလို့ဆိုတယ်နော်ဘာကြောင့်တန်တရားကထွက်ချင်တာတော့ဘုန်းကြီးတို့တွေလည်းစဉ်းစားကြည့်ငါတန်တရားကထွက်ချင်သလားဘာကြောင့်ထွက်ချင်တာလဲဒုက္ခဇာတိပုဏ္ဏပုဏ္ဏအချင်းချင်းပြန်လီမွေးဖွားနေရခြင်းဟာဒုက္ခအလွန်များတယ်ပြန်မွေးပါဆိုရင်ဘယ်သူမှမမွေးချင်မှာမဟုတ်ဘူးစဉ်းစားကြည့်လေအခုအရှင်လတ်လတ်ဘိုက်ထဲမှာထည့်ပြီးတော့6 လ 10 လထားကြည့်ပါလားနေနိုင်မလားဟောဘိုက်ထဲမပြောနဲ့တိုက်ခန်းလေးတစ်ခုထဲမှာလှောင်ပိတ်ပြီးတော့6 လ 10 လထားမယ်ဆိုရင်ဘယ်လောက်စိတ်ကျဉ်ကြပ်မလဲမိခင်ဝမ်းထဲကိုပြန်ဝင်ရင်သလားလို့မေးချင်ဘယ်သူမှဝင်မှာမဟုတ်ဘူးဘာသာဘလောက်ရငွေကြေးဒနာဘလောက်ပေးချင်းမြောင်းလာတဲ့မိခင်ရဲ့ဝမ်းထဲကိုပြန်ဝင်မလားဆိုရင်ဘယ်သူမှဝင်မှာမဟုတ်ဘူးဝင်ကြမှာမဟုတ်
သို့တော့တကယ်ဝင်ခဲ့ရတယ်ပေါ့မိခင်ရဲ့ဝမ်းထဲမှာနော်8 လ 9 လ 10 လဆိုတာလို့မိခင်ဝမ်းထဲမှာနေခဲ့ရတဲ့ဆင်းရဲဒုက္ခလူတွေဟာဘဝကိုမေ့သွားကြလို့သာဆင်းရဲမှမသိတာဟုတ်အဲ့ဒီလိုမွေးဖွားလာပြီးတဲ့နောက်မှာရောအေးချမ်းချမ်းရှိသလားလို့ဆိုဘယ်ရှိမှာတော့စားရင်တောက်ရင်နေရင်ထိုင်ရင်ကနေတဖြည်းဖြည်းကြီးလာတယ်ဒီထက်ကယောဂရလာတယ်ဟောဆရာဝန်ဆေးကံသွားပြရတယ်ဆေးတောက်ရတယ်အဲ့ဒါအစတဖြည်းဖြည်းအိုမင်းလာတယ်အိုမင်းလာတယ်ဆိုတာအင်အားတွေရောလာတယ်နှုတ်ပြမှုတွေကျဆင်းလာတယ်ခေါင်းပေါ်ရှိတဲ့သပင်တွေကျွတ်ကုန်တယ်အယောင်တွေပြောင်းကုန်တယ်ပါးစပ်ထဲမှာရှိတဲ့သွားတွေလည်းပြုတ်ထွက်ကုန်တယ်ပြေတွေတွန့်လာတယ်ရုပ်ပြက်ဆင်းပြက်ဘဝကြီးတစ်ခုဟာမစွန့်နိုင်ခင်ရုပ်ပြက်ဆင်းပြက်တွေဖြစ်ပြီးနောက်ဆုံးမှာအာရင်ချိနေပြီးဘုံဘုံလဲရတဲ့အနေအထားမျိုးမှာဆုံးသက်သွားတယ်နောက်တစ်ခါပြန်မွေးရင်လည်းဒီပုံစံနဲ့လာပြန်ပြီအဲ့တော့ပုံစံပြောင်းလို့ရှိရင်လည်းကြောက်မဲ့ဖွယ်ရအနေအထားမျိုးတွေလည်းများစွာဖြစ်တယ်ဘဝတန်တရားမှာအေးဘဝမှာအသိဉာဏ်ကင်းမဲ့ပြီးမဟုတ်တာတွေလုံးပြီးလို့ဒုစရိုက်တွေလုံးပြီးလို့အခုဘဝမှာပဲကြည့်လူတွေဟာနေ့စဉ်စားဖို့တောက်ဖို့အတွက်သူများရဲ့အသက်တွေကိုတတ်ကြတယ်သူများဥစ္စာတွေခိုးကြတယ်နော်မတရားကာမဂုဏ်ကိစ္စတွေလိုက်မားကြတယ်တပတ်သားအကျိုးပြပြအောင်လိမ့်လီပြောဆိုကြတယ်မူရစေဝါတွေသုံးဆွဲကြတယ်ဆိုတဲ့ပြဿနာတွေဒုစရိုက်အကျင့်ဆိုးတွေနဲ့ဘဝမှာရှင်သန်ပြီးတော့လူတွေဟာပျော်သလိုနေလိုက်ကြတယ်အဲ့ဒီဇယိုက်ဆိုးအကျင့်ဆိုးတွေကဒဏ်ခတ်တဲ့အနေနဲ့ဘယ်ကိုပို့လိုက်တယ်လဲလို့ဆိုရင်မိဟုံဟုံတောက်နေတဲ့ငရဲကိုပို့လိုက်ပြန်တယ်စဉ်းစားကြည့်မိလောင်တဲ့ကိုမိလောင်တိုက်ကြီးထဲမှာဝင်သွားရတယ်ဆိုတဲ့အနေအထားတစ်ခုဟာဘယ်လောက်ဆင်းရဲမလဲငရဲဆိုတာစဉ်းစားကြည့်မယ်ဆိုရင်ကမ္ဘာမှာမီးထောင်နေရှိတယ်အဲ့ဒီမီးတောင်နဲ့ရောက်သွားတဲ့သရဝတယောက်ရဲ့စိတ်ချမ်းသာမှုဟာဘယ်လိုနေမလဲစဉ်းစားကြည့်ပေါ့မီးတောင်ထဲမှာရောက်သွားပြီးမီးလောင်ခမ်းနေရတဲ့သရဝတဟုအနေနဲ့ငရဲဒုက္ခခမ်းနေရတယ်လို့လောကကြီးမှာအဆင်းရဲဆုံးဘဝမျိုးကိုတွန်းပို့လိုက်တာခံရပြန်တယ်ပေါ့ဒုစရိုက်တွေကမကောင်းတဲ့ဘဝကိုတွန်းပို့လိုက်တယ်ငရဲမှာဘလောက်ကြာရမယ်ဆိုတာကံပေါ်မှာမူတည်နေသည့်အတွက်ကြောင့်နှစ်ပေါင်းများစွာငရဲမှာခံကြရပြန်အေးငရဲကလွတ်လာပြန်တဲ့အခါကျတော့တိရစ္ဆာန်ဘဝရောက်သွားတယ်တိရစ္ဆာန်မှာဆိုလည်းပဲတမိတမောကြီးနေရတဲ့ဘဝတွေရှိဆင်းဆိုတဲ့တရဝဟာအသက်60ထိအောင်ရှည်တယ်လို့ဆိုတယ်ပေါ့တခြားအသက်တန်းရှည်တဲ့နဂါးတွေမွေတွေဆိုရင်သက်တမ်းအလွန်ရှည်တယ်ကာလနဂါးဟာဖျားငါးစုပွင့်သည့်ထီအောင်သက်တမ်းရှည်တယ်လို့ဆိုတယ်မြေကြီးထဲမှာအောင်းနေတဲ့မွေကြီးတွေဘဝမျိုးရောက်သွားမယ်ဆိုရင်အလင်းရောင်မရဘဲနဲ့မြေကြီးအောက်ထဲမှာနေရတဲ့မွေတွေနဂါးတွေဘဝတက်တက်အချိန်ဖြုံးပြီးတော့ဘဝကြီးတစ်ခုမှနေချရပြန်တယ်ပေါ့အကုသိုလ်ကံကြောင့်မို့လို့သက်တမ်းဘယ်လောက်ကြာမယ်ဆိုတာမသိအောင်မထင်မရှားနဲ့ဘဝတစ်ခုဟာဆုံးတတ်ကြပြန်တယ်ပေါ့အေးမွေဘဝတို့တီဘဝတို့ကနေပြီးနောက်ပြိတ္တာဘဝရောက်တယ်ဆိုရင်လေကဘာပေါင်းမြောင်များစွာစားစရာမရှိတောက်စရာမရှိအစာရေစာငတ်ပြတ်ပြီးတော့ဆာလောင်မွတ်သိပ်တဲ့ဓာတ်ကိုခံရတဲ့ဘဝလည်းအမတန်မှရှိကြတယ်တော့ဘဝမှာမြုပ်ချင်းမလားမြုပ်ပြီးတော့ဆင်းရဲဒုက္ခတွေနဲ့ကြုံရတယ်အပေဘုံဘဝရောက်သွားတဲ့တန်မြာကြီးထဲမှာနှစ်ပေါင်းဘလောက်ဆိုတာဟာရှည်တွက်ပြလို့အမတန်မှခဲရင်တယ်အဲ့ဒီကနေပြီးအကုသိုလ်ကံတွေလျော်ပါသွားလို့ကုသိုလ်ကံရဲ့ကတည်မှုကြောင့်လူဘဝရောက်လာတယ်တတ္တခွင့်နေအများကြီးရသွားတယ်သို့တော့တတ္တခွင့်ရသွားတာအတိုးချပြီးတော့လူတွေဟာဒုစရိုက်တွေကိုပြန်လှုပ်ကြပြန်တယ်ပေါ့သာဝနေရေးအကြောင်းပြပြီးတော့မကောင်းတဲ့ဒုစရိုက်တွေနဲ့ပြန်လဲပျော်မွေ့ရင်တစ်ခါပြန်ဆင်းသွားပြန်ရောဘဝမှာအဲ့ဒီလိုနေတဲ့ပုဂ္ဂိုလ်ကများတယ်စဉ်းစားကြည့်လေ
ကုန်းတော်ဝါနဲ့ရေတော်ဝါတွက်ကြည့်မယ်ဆိုရင်ရေတော်ဝါကအဆမတန်များပြားတယ်ရေတော်ဝါဆိုတာပင်လယ်တွေထဲမှာကြာနေတဲ့ငါးမျိုးစုံရေတော်ဝါမျိုးစုံလူတွေမမြင်ဘူးလောက်အောင်ထူးဆန်းတဲ့တော်ဝါမျိုးစုံဟာပင်လယ်ထဲမှာရှိနေတယ်ပေါ့ကုန်းပေါ်မှာရှိတဲ့တော်ဝါတွေနဲ့ရေထဲရှိတဲ့တော်ဝါတွေကပိုပြီးတော့များအဲ့ဒါလို့ရေမျက်နှာပြင်ပေါ်ပြန်တက်မလာပဲနဲ့ရေထဲမှာတည်းမြုပ်ပြီးတော့ဘဝကြီးတစ်ခုလုံးကိုအချိန်ဖြုံးနေရတဲ့ဘဝတွေကလည်းအလွန်များတယ်ပေါ့လွန်များတော့ဖရာသံတရားသံဘာသံမှမကြားရတဲ့ကောင်းတဲ့အတန်လုံးဝမကြားရတဲ့ရေတော်ဝါဖြစ်နေမယ်ဆိုရင်ဘယ်လိုလုပ်မလဲစဉ်းစားကြည့်တန်တရားဝကလွတ်ဖို့ဆိုတာအတန်တော်မကြားဘူးဘာတွေလုပ်နေသလဲဆိုရင်စားရဖို့ရယ်ပျော်ရဖို့ရယ်ဒီနှစ်ခုပဲရှိမယ်စားစရာတွေ့ရင်စားပလိုက်မယ်နော်ကိုယ့်ရဲ့အင်အားကြီးတဲ့အကောင်တွေ့ရင်ကိုကအစားခံလဲရမယ်ကိုကအင်အားကြီးတဲ့အနေထားရောက်နေရင်အင်အားနည်းတဲ့ကောင်ကိုစားပြလိုက်ပြန်တယ်အဲ့ဒါလို့ဒုစရိုက်တွေနဲ့ပဲပြန်ပြီးတော့ဘဝမှာရှင်သန်နေတော့ဒီတရားဝါတွေဟာတည်သွားပြီးတဲ့အခါမှာလည်းပြန်ပြီးတော့အပိန်ငယ်ပြန်ကျသွားပြန်တယ်။ကုန်းတရားဝါဖြစ်လို့ရှင်သေးတို့ကြားတို့ဖြစ်တယ်ဆိုရင်လည်းအစာစားဖို့ပျော်ပါဖို့ဒီနှစ်ခုကလွဲရခေါင်းထဲမှာမရှိဘူး။အစာစားစရာရှိဒေါသတချီးနဲ့သားကောင်ကိုလိုက်ဖမ်းကြတယ်၊ကြိုက်ကြတယ်၊တတ်ကြတယ်။အဲ့ဒါလို့ဘဝမှာစဉ်းစားကြည့်လိုက်မယ်ဆိုရင်ကောင်းတဲ့အလုပ်ဆိုတာတစ်စက်မှမရှိပဲနဲ့မကောင်းတဲ့အလုပ်တွေနဲ့ပြန်လီပြီးတော့တန်တရားထဲမှာမြုပ်သွားကြပြန်တယ်ပေါ့အဲ့ဒါလိုဘဝတွေထဲမှာအလွန်ရှိကြခဲ့တယ်လူဘဝရောက်လာတဲ့အခါမှာအသိစိတ်ကလေးအနည်းငယ်ရလာတယ်ရလာတဲ့အခါမှာဖျားပွင့်လို့တရားဓမ္မကြားနာခွင့်ရတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမလေးတွေကိုအာယုံပြုတ်ပြီးတော့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကုသိုလ်နဲ့အကုသိုလ်အပြစ်ရှိတာနဲ့မရှိတာသိခွင့်ရလာတဲ့ဘဝမျိုးလူဘဝမှာအလွန်သက်သာလာတဲ့အနေအထားမျိုးတစ်ခုရတယ်။အဲ့ဒါလို့အသိဉာဏ်ရှိတဲ့လူဘဝရောက်ပြန်တော့လဲမိမိလျော်ရောနေလို့ရှိရင်ပြန်ပြီးတော့အောက်ပြန်ကျသွားပြန်တယ်ပေါ့။အဲ့တော့တန်တရားကြီးကိုကြည့်လိုက်မယ်ဆိုရင်ဒီပုံစံနဲ့ပဲတန်တရားလဲလာကြတဲ့ဘဝတွေဟာဆုံးစာမရှိဘူး။ဘယ်ဘဝပဲဖြစ်ဖြစ်ဘဝမွေးဖွားလာပြီးတဲ့နောက်မှာအိုမင်းရင်ရော်ပြီးသိဆုံးခြင်းဖြစ်တာလဲဆုံးတတ်တယ်ဆင်ကြီးတွေတော်တယ်မှာအမတန်အားကောင်းတဲ့အကောင်ကြီးတွေဖြစ်တော်လဲပဲဆင်သက်မုံဆိုးနဲ့တွေ့ရင်သေရပြန်တယ်တခါသူ့ဘာသူ့အလိုလျောက်ဘယ်သူကမှမတတ်ရင်လည်းပဲအိုပြီးတော့ဘိုင်းကနေလဲပြီးသေသွားရတယ်မသေးပဲနဲ့နေတဲ့တရားဆိုတော့လောကမှာမရှိဘူးဝေလာငါးကြီးတွေကြည့်ပင်လယ်ထဲမှာအလွန်နဲ့တဲ့ပင်လယ်ထဲမှာကျက်စားနေတော့လဲကန်းတင်လို့ရှိရင်တည်သွားကြပြန်တယ်ပေါ့အဲ့ဒါလိုဘဝမှာတည်ခြင်းဖြင့်အဆုံးသတ်သွားရတဲ့ဘဝပေါင်းမြောင်များစွာမရေမတွက်နိုင်အောင်ရှိခဲ့တယ်ပေါ့ဒါတွေဟာအခုလိုမတည်မြဲတဲ့အနေအထားမျိုးတွေမဖြစ်ချင်တာတွေဖြစ်နေရတာဖြစ်သောကြောင့်ဒုက္ခစာတိပုဏ္ဏပုဏ္ဏပြန်ပြီးတော့မွေးဖွားနေရတာဟာဒုက္ခကြီးပဲလို့ရှုမြင်သုံးသပ်လာဒါကြောင့်မို့လို့ဒီဒုက္ခတွေဘယ်လိုနည်းနဲ့ဆုံးသတ်ရမလဲဆိုပြီးအသိဉာဏ်ရအောင်ကြိုးစားတာမြတ်စွာဘုရားအသိဉာဏ်ရအောင်ကြိုးစားလိုက်တဲ့အခါကျတော့မှဂဟကာရကဒိဋ္ဌောတိပုဏ္ဏခေဟနာကာဟတိခန္ဓာကြီးကိုဆောင်းလုပ်နေတာဘယ်သူလဲလို့တရားခံလက်သက်ရှာကြည့်လိုက်တဲ့အခါလိုချင်တတ်မဲ့တဲ့တွေ့တာမှုဆိုတဲ့တဏှာပဲဖြစ်တယ်ပေါ့ဒီတွေ့တာမှုတဏှာဟာဘဝကနေစွန့်ခွာမသွားအောင်တွေ့ကပ်ပေးထားတဲ့စူပါဂလူးလိုဘဝနဲ့ဆက်ပေးနေတဲ့အရာဖြစ်လို့ဘဝတဲကယုံထွက်မသွားနိုင်အောင်ဖန်တီးပေးနေတာခန္ဓာအိမ်မျိုးစုံဖြစ်ပေါ်လာအောင်လုပ်နေတာဟာတဏှာသာလင်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားကရှင်းရှင်းကြီးသိသွားလို့ထွက်ပေါက်ပေးတဲ့အခါမှာအဲ့ဒီတဏှာကိုပယ်လိုက်နိုင်လို့ရှိရင်တဏှာဟာတူသွားမှာဖြစ်တယ်လို့ရှင်းရှင်းကြီးမြင်လိုက်တယ်ပေါ့အေးတဏှာဟာသူတူတဲ့ခန္ဓာကိုစောက်တာလားလို့ဆိုမဟုတ်ဘူးသူ့ရဲ့အကူအညီတွေကဘယ်သူတုံးဆိုရင်အမှန်မသိတဲ့အဝိဇ္ဇာကိုယ့်အထင်ရောက်နေတဲ့မာန
ဒီတရားတွေနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့အမြင်မမှန်တဲ့ဒိဋ္ဌိတို့နဲ့တဏှာကြီးကိုရှင်းကြအောင်လှုံ့ဆော်ပေးနေတာဖြစ်လို့လောကလူတွေဟာယုံထွက်နိုင်ခြင်းမရှိဘူးဒါကြောင့်မြတ်စွာဘုရားကနောက်ဆုံးမှာတဏှာကိုဖန်တီးနေတဲ့ကိလေသာနဲ့ကံလို့ခေါ်တဲ့ဒီတဘာဝတရားဆိုးတွေကိုဖယ်ရှားပြစ်လိုက်တယ်ကိလေသာတွေကိုဖယ်ရှားလိုက်တဲ့ဖြင့်ကံတွေဟာအလုံးမဖြစ်တော့ဘူးဒါကြောင့်မြတ်စွာဘုရားကသူဘာရသလဲလို့ချုပ်ပြောလိုက်တဲ့အခါတဏ္ဏနံခယမစ္စကာတဏှာတွေကိုကုံသွားစေတတ်တဲ့အသိဉာဏ်ကိုငါရလိုက်ပြီလို့ဒီလိုဆိုလိုက်ပေါ့အဲ့ဒါအနေကစားတင်နေခါမှာရွတ်တဲ့ခါထားရဲ့အဓိပ္ပာယ်အဲ့ဒါတဏှာတွေကိုကုံသွားစေတတ်တဲ့ရတ္တမရတ္တဖို့ဆိုတဲ့အသိဉာဏ်ကိုရလိုက်တာအဲ့ဒီဉာဏ်ရလိုက်မှတတ်မဲ့မှုဆိုတဲ့တဏှာဟာကုံသွားတာတဏှာကုံမှတန်လျာဘဝဟာတူထောင်းသွားနိုင်တာဖြစ်တယ်ပေါ့ဒါကိုဆိုလိုတယ်အေးဒါဖြင့်တန်လျာဘဝမှာဘာကြောင့်ရှိကြနေကြသလဲဘာကြောင့်တန်လျာမှာရှိနေကြသလဲလို့မေးလို့ရှိရင်မြတ်စွာဘုရားကတန်လျာရှိစေတတ်တဲ့တရား၃မျိုးဆိုပြီးတော့ဟောတာရှိတယ်အဲ့ဒါကဘာလို့ဆိုရင်တဏှာရဲ့မာနရဲ့ဒိဋ္ဌိရဲ့ရထားတဲ့ဘဝပေါ်မှာတဏှာဆိုတာကလူချင်းတက်မဲ့တဲ့လောဘအဲ့ဒီလူချင်းတက်မဲ့တဲ့လောဘကဘလို့တွေးဘလို့ရှုမြင်တတ်တယ်လဲလို့ဆိုလို့ရှိရင်ရထားတဲ့ခန္ဓာ၅ပါးကိုဧတံမမဒီခန္ဓာ၅ပါးဟာငါခန္ဓာပဲငါဘဝပဲလို့ငါဘဝလို့သိမ့်ပိုက်တဲ့အနေနဲ့တွေ့တာထားတာငါဘဝလို့ဆိုတဲ့စုံစုံမဲ့မဲ့တွေ့တာတာနဲ့သူကခန္ဓာကိုယ်သိမ့်ပိုက်ထားတာခန္ဓာကိုယ်ကြီးကိုငါရဲ့ဘဝဆိုပြီးတော့မျက်မျက်နှိုးနှိုးရှိဒါမို့လူတွေစဉ်းစားကြည့်လေကိုယ့်ကိုယ်လည်းပြန်စဉ်းစားကြည့်ကိုယ့်ဘဝကိုယ့်ခန္ဓာကိုရှင်းနှံ့နေကြခန္ဓာကိုယ်ကြီးအိုလဲရှင်းနှံ့တာပဲနေမကောင်းလဲရှင်းနှံ့တာပဲပြောနေရလဲရှင်းနှံ့တာပဲနောက်ဆုံးမှငိုရကြွေးရတာတောင်ရှင်းနှံ့သေးတယ်လူတွေရဲ့အရသာခံစားမှုကအတော်အံ့ဩစရာကောင်းတယ်ငိုရတာလဲအရသာပဲနော်ဒါကြောင့်မလို့ငိုချင်လို့ပွဲသွားကြည့်တယ်လွမ်းကန်ဆွေးကန်ကြတော့ငိုကြတယ်ဒါကိုပဲအရသာခံကြတယ်ကြောက်လန့်တကြားကိုလည်းပဲလူတွေဟာကြောက်စိတ်ပေါ်တာကိုပဲအရသာလို့ခံစားကြတယ်ဒါကြောင့်မို့ကြောက်เสียကောင်းတဲ့ဇတ်လန်းတွေကိုနားထောင်ပြီးတော့လူတွေဟာကြောက်စိတ်ကိုမွေးနေကြတဲ့သဘောဖြစ်တယ်ပေါ့လိုချင်မှုတမ်းမဲ့မှုဆိုတာတော်တော်ကိုထူးဆန်းတယ်ပေါ့ကြောက်เสียကိုလည်းပဲတတ်မဲ့တယ်လန့်စရာကိုလည်းတတ်မဲ့တယ်ငိုကြွေးတာတောကဖြစ်တာဒါတွေကိုလည်းလူတွေဟာနှစ်သက်ကျေနပ်နေကြတဲ့သဘောရှိဆိုလိုတာကတန်တရားထဲမှာရလာတဲ့အနေထားအလုံးကိုငါဘဝဆိုပြီးတော့လူတွေကျေနပ်နေကြတာဖြစ်တယ်ပေါ့အဲ့ဒီလိုကျေနပ်နေတာဟာဘယ်သူကြောင့်လဲလို့ဆိုရင်တဏှာကြောင့်လားဖြစ်တယ်ပေါ့အဲ့ဒီတဏှာကြောင့်တန်တရားဟာရှည်နေတယ်လူချင်းဆန္ဒတွေပြင်းပြပြီးတော့ဒီလိုဘဝမျိုးနောက်ထပ်ရခြင်းနဲ့ဒီတဲ့တာတဲ့ဘဝမျိုးကိုနောက်ထပ်ရခြင်းနဲ့ချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းနဲ့ဆိုတာတွေနဲ့လောကလူတွေဟာမြော့တလင်းလင်းနဲ့အသက်ရှင်နေကြဒါကြောင့်မို့ဒုက္ခိဒုက္ခံပတ္ထေယတိဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကလည်းချမ်းသာကိုမျှော်လင့်တယ်ဒုက္ခိဘေယောပိအစ္စတိချမ်းသာနေတဲ့ပုဂ္ဂိုလ်ကလည်းပို့ပြီးတော့ချမ်းသာခြင်းဒါကြောင့်မို့လို့လောဘရဲ့အတွေ့ဟာဘယ်တော့မှအဆုံးသတ်ဘူးနော်လောကလူတွေဆိုရင်ကားတစ်စီးရှိရင်မလောက်သေးဘူးနောက်တစ်စီးနှစ်စီးရှိလို့လည်းမလောက်ဘူးသုံးစီးလေးစီးစသဖြင့်နေစရာအိမ်တွေကလည်းပဲတအိမ်နဲ့မလောက်သေးဘူးရသမျှချက်ထွင်ပြီးတော့သာနေကြတာဖြစ်တယ်ပေါ့ဘယ်သူမှဒီလောက်ဆိုတော်ပြီငါတသက်တာလုံလောက်ပြီဆိုပြီးတော့ရတ္တနာမရှိဘူးလောဘဆိုတာရှေ့ကိုချက်ပြီးတော့သာသွားတာဖြစ်တယ်ငါဟာနဲ့တတ်မှတ်ပြီးတော့ရှေ့ကိုချက်ထွင်ပြီးတော့သွားကြတယ်ငါဟာတတ်မှတ်ရင်းကနေပြီးတော့ငါဟာမဟုတ်တော့ဘူးဆိုလို့ရှိရင်ယူကျုံမရတောကတွေဖြစ်ပြန်ရောအဲ့တော့ငါဟာလို့တွေးလိုက်တဲ့အရာတစ်ခုဆုံးရှုံးသွားလို့ရှိရင်တောကဆိုတဲ့ဒေါသတို့ဒေါမနတာဆိုတဲ့စိတ်ခံစားမှုတွေကဝင်ပြီးနှိမ့်ဆက်ပြန်နှိမ့်ဆက်တဲ့အခါမှာလွတ်ကြောင်းဆိုတဲ့မကောင်းတဲ့အကုသိုလ်တွေလုပ်ပြီးပြန်
အဲ့ဒီလိုနဲ့တန်တရားကြီးဟာလုံးလက်ခတ်ပြီးတော့ဒီလိုနေကြတာဖြစ်တယ်ပေါ့နောက်တစ်ခါလောကမှာလူတွေကသူ့အမြင်ကိုယ့်အမြင်ဆိုပြီးတော့အမြင်ပေါ်မှာလည်းပဲတွေ့တာကြတယ်ဟောအမြင်ပေါ်မှာတွေ့တာကြတယ်ငါစိတ်ကူးသူ့စိတ်ကူးဒါငါစိတ်ကူးကကောင်းတယ်သူ့စိတ်ကူးကကောင်းတယ်ငါအယူဆကမှန်တယ်သူ့အယူဆကမှန်တယ်နဲ့လောကမှာကိုယ်အယူဆပေါ်မှာလည်းခြေနှက်နေတယ်အဲ့ဒီလိုအယူဆတစ်ခုပေါ်မှာခြေနှက်တာကိုဒိဋ္ဌိလို့ခေါ်တယ်ပေါ့အမြင်တစ်ခုပေါ်မှာခြေနှက်ပြီးတော့ထိုအမြင်တိုင်းကိုယ်ဘဝကိုရှင်သန်အောင်ကြိုးပမ်းအထောက်လာပြန်တယ်ပေါ့ဧသောမေအတ္တဒါငါရဲ့အတ္တပဲထာဝရတည်မြဲတဲ့ငါပိုင်တဲ့အရာပဲဆိုပြီးတော့လူတွေဟာအမြင်တစ်ခုပေါ်မှာအခြေပြုပြီးတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဆိုတဲ့အလုပ်တွေဖြစ်လာဒါကြောင့်မို့ဒိဋ္ဌိဆိုတဲ့မှားယွင်းနေတဲ့အမြင်တစ်ခုကလည်းပဲတန်တရားကိုရှည်ကြသွားစေတတ်တဲ့အရာတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့တဏှာနဲ့တွဲဖက်ပြီးတော့လာတဲ့အရာကဘာလဲလို့ဆိုရင်မာနငါလုံနိုင်တယ်ငါသိတယ်ငါတတ်တယ်ဆိုတဲ့လူတွေရဲ့အကြီးအချင်းပေါ်မှာတွေ့တာမှုတစ်ခုကတက်လာပြန်အထင်ရောက်မှုတစ်ခုတွေ့လာအဲ့ဒီအထင်ရောက်နေမှုကိုမာနလို့ခေါ်တာပဲမာနဆိုတာကိုယ့်ရဲ့အကြီးချင်းနဲ့ပတ်သက်ပြီးတော့ကောင်းရင်လဲကောင်းတဲ့အကြီးချင်းပေါ်မှာခြေနှက်တယ်ညံ့ရင်လဲညံ့တဲ့အကြီးချင်းပေါ်မှာခြေနှက်တယ်လူဆိုတာနော်ကိုယ့်အကြီးချင်းငါညံ့တယ်ဆိုလဲသူကခြေနှက်တာပဲငါတော်တယ်ဆိုရင်လည်းခြေနှက်တာအကြီးချင်းတစ်ခုပေါ်မှာခြေနှက်တယ်သရောင်းစားလို့ပေါ့သရောင်းစားရဲ့မာနကလည်းရှိတယ်သရောင်းစားအလုပ်သွားပေးကြည့်ပါလားမင်းတောင်းမစားနဲ့လားငါအိမ်မှာလာတန်ရှင်းရေးလို့ဒီနေ့ဘလောက်ပေးမယ်လို့ခေါ်အဲ့သရောင်းစားမလုပ်ဘူးဘာကြောင့်လို့ဆိုသူ့မှာသရောင်းစားမာနရှိတယ်လေသရောင်းစားဆိုတာဘယ်နေရာတောင်းတောင်းရတယ်ပေါ့အလုပ်မလုပ်ပဲစားနေရတာကိုပဲခြေနှက်နေတယ်ပေါ့အဲ့ဒီလိုမာနဆိုတာနေရာတိုင်းမှာရှိတယ်ခါချင်းကောင်းရဲ့မာနကိုကြည်အောင်မလားလောကမှာသူသာလဲအဓိကဆိုတဲ့ပုံစံမျိုးနဲ့ခါလေးကော့ပြီးတော့နေတာဘယ်တော့မှမာနမချဘူးခါချင်းကောင်းမှန်ကြီးလို့တောင်ကြီးကိုဖြိုမဲ့ကြံခါကမတန်ဆိုတာလို့သူ့အရေးချင်းပေါ်မှာသူကကျင့်တတ်နေသေးတာလူတွေလည်းဒီတိုင်းပဲကိုယ်အရေးချင်းပေါ်မှာကိုကျင့်တတ်နေကြတယ်မလှရင်လည်းမလှတဲ့မှန်ပဲလှရင်လည်းလှတဲ့မှန်ပဲတော်ရင်လည်းတော်တဲ့မှန်မတော်ရင်လည်းမတော်တဲ့မှန်မာနတွေဆိုတာလူတိုင်းမှာရှိနေတတ်ကြတယ်ပေါ့အဲ့ဒီရှိနေတဲ့မာနဟာလည်းပဲတန်တရားကိုကျေပြောသွားစေနိုင်တဲ့အရာပဲဖြစ်တယ်ပေါ့အဲ့ဒီတဏှာမာနဒိဋ္ဌိဆိုတဲ့ဒီတဘာဝတရား၃မျိုးဟာနေ့စဉ်နဲ့အမျှလူတွေရဲ့ရင်ထဲနှလုံးထဲမှာကိန်းပြီးတော့အရာခတ်သိမ်းကိုတွေးလိုက်တာနဲ့မှန်သမျှအသိဉာဏ်ကမထိန်ချုပ်ဘူးဆိုရင်ဒါငါဟာပဲဒါငါပဲဒါငါရဲ့အတ္တပဲဆိုတဲ့အတွေးတွေအမြင်တွေနဲ့တန်တရားကြီးထဲမှာကျင့်တတ်ပြီးထိုတန်တရားတွေကရုံးမထွက်နိုင်တော့အောင်သူတို့ဟာချုပ်ကင်ထားကြတဲ့သဘာဝတရားတွေသာဖြစ်တယ်အဲ့ဒါကြောင့်မလို့တန်တရားကြီးဟာရှည်ကြားနေတယ်အဲ့ဒီရှည်ကြားနေအောင်မာနလွှမ်းမိုးထားမယ်ဒိဋ္ဌိကလွှမ်းမိုးနေမယ်တဏှာကလွှမ်းမိုးနေမယ်ဆိုလို့ရှိရင်တန်တရားကယုံထွက်ဖို့ဆိုတာလုံးဝမစင်စားတော့မစင်စားတော့အသိဉာဏ်ဟာလုံးဝမလာတော့တဏှာလွှမ်းမိုးနေတဲ့နေရာအသိဉာဏ်မဖြစ်နိုင်ဘူးမာနလွှမ်းမိုးထားရင်အသိဉာဏ်မဖြစ်ဘူးဒိဋ္ဌိလွှမ်းမိုးထားရင်လည်းအသိဉာဏ်မဖြစ်ဘူးအသိဉာဏ်ဆိုတဲ့သူတော်ကောင်းတွေရဲ့တရားတဏှာဆိုတာဒီလုံးဝမကောင်းတဲ့စိတ်ရဲ့အညစ်အကြေးပဲလို့မသိဘူးမာနဆိုတာလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုလို့မသိဘူးဒိဋ္ဌိဆိုတာလည်းစိတ်ရဲ့အညစ်အကြေးလို့မသိဘူးအဲ့ဒီမသိတော့လက်ခံထားတော့သူတို့ရဲ့စွမ်းအားကြောင့်တန်မြာဟာကျဲလာတယ်ရှည်လျားလာတယ်လို့သူတို့ဆိုအဲ့ဒါကိုမြတ်စွာဘုရားဟောတာဒီခောပါဠာနာတန်တာရောတတ္ထမံအဝိဇ္ဇာနတံတတ္ထမံသူတော်ကောင်းတို့ရဲ့အဆုံးအမတရားကိုအဝိဇ္ဇာနတံမကြားဘူးတော့မသိဘူးမသိတော့အသိဉာဏ်ကင်းမဲ့နေတဲ့ဘာလနာအသိဉာဏ်လုံးဝမရှိတဲ့ပုဂ္ဂိုလ်တွေဖို့တန်တာရောဘဝတန်တရားကြီးဟာဒီကော
ရှည်ကျင်တိုင်းရှည်နေတယ်လို့သူဆိုတယ်ပေါ့အဲ့တော့ဘုန်းကြီးတို့တွေတန်တရားရှည်တာကိုကြိုက်သလားတန်တရားကိုအဆုံးသတ်ချင်သလားဆိုတာကိုယ့်ကိုယ်မေးခွန်းထုတ်ကြရမှာပဲဖြစ်တယ်ပေါ့တန်တရားရှည်တာကြိုက်တယ်ဆိုလို့ရှိရင်ဘဝမှာဆင်းရဲဒုက္ခကိုကျင့်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တယ်ပေါ့တန်တရားထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့နှလုံးလုံးနေကြရမှာပဲဖြစ်တယ်မဖြစ်ချင်တာတွေဖြစ်နေမှာပဲဖြစ်ချင်တာကနည်းနည်းဖြစ်ချင်တာဖြစ်တာကနည်းနည်းမဖြစ်ချင်တာဖြစ်ရတာတွေကများများနဲ့တန်တရားတွေကရုံမထွက်နိုင်တော့အောင်တဏှာရဲ့လွှမ်းမိုးမှုဒိဋ္ဌိရဲ့လွှမ်းမိုးမှုမာနရဲ့လွှမ်းမိုးမှုတွေခံပြီးတော့လောကလူသားတွေဟာတန်တရားထဲမှာရုန်းကန်နေကြရတာဖြစ်တယ်အဲ့တော့ရုန်းကန်နေရသည့်အတွက်ကြောင့်တန်တရားကထွက်ပေါက်ဆိုတဲ့ပေးနိုင်တဲ့အသိဉာဏ်အလင်းရောင်ကိုမရနိုင်ကြဘူးမရနိုင်ကြသည့်အတွက်ကြောင့်တန်တရားကလွတ်မြောက်ရလမ်းကြောင်းလည်းမသိဘူးတန်တရားကလွတ်မြောက်နိုင်တယ်လို့လည်းမထင်ဘူးဒါကြောင့်မို့လို့တန်တရားကြီးထဲမှာမဆုံးနိုင်တဲ့ဘဝခရီးကြီးမှာတွာလာပြီးတော့နေကြတာဖြစ်တယ်ပေါ့ဆူတောင်းတဲ့အခါမှာပဲကြည့်လိုက်ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ရှေးကညီကိုနှစ်ယောက်ဒါနကောင်းမှုလုပ်ရင်ဆူတောင်းတာစဉ်းစားကြည့်လိုက်မယ်ဆိုရင်တန်တရားညီလုပ်တဲ့ပုဂ္ဂိုလ်ရဲ့ဆူတောင်းနဲ့အကိုလုပ်တဲ့ပုဂ္ဂိုလ်ရဲ့ဆူတောင်းသူတို့ဟာကြံမင်ဆိုင်တဲ့လုပ်ငန်းနဲ့အသက်မွေးကြတယ်ညီလုပ်တဲ့ပုဂ္ဂိုလ်ကကြံကင်းကိုသွားပြီးတော့ကြံကြောင်းနှစ်ချောင်းနှစ်ပင်ခုတ်လာပြီးတော့သူ့ကိုယ်အတွက်တစ်ချောင်းသူ့အတွက်တစ်ချောင်းဆိုပြီးတော့ယူလာတာလမ်းမှာပိစိကဗုဒ္ဓတဆူနဲ့တွေ့တဲ့အခါမှာပထမသူပိုင်တဲ့ကြံကြောင်းကိုလှူလိုက်တယ်ကြံရည်ကိုလှူလိုက်တယ်ပိစိကဗုဒ္ဓကသူလှူတဲ့ကြံရည်ကိုဖုံးပေးတဲ့အခါမှာဝန္တပီတိဖြစ်လို့သူ့အကိုကြံကြောင်းကိုပါဆက်ပြီးတော့သရာစိတ်တွေပေါက်ပြီးတော့လှူလိုက်တယ်အကိုကကြံကြောင်းကိုတောင်းလို့ရှိရင်သူ့အတွက်ငွေတန်ဖိုးပေးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့သူ့ကိုကြံကြောင်းမှာလှူလိုက်တော့သူ့ကိုရဲ့ကြံကြောင်းကိုပိစိကဗုဒ္ဓကတခြားပိစိကဗုဒ္ဓတွေနဲ့မျှဝေသုံးဆောင်တာကိုတွေ့ရတော့စိတ်အမတန်မှကြည်နူးတယ်ကြည်နူးတဲ့အခါမှာသူကပါဆူတောင်းလိုက်တယ်လေအခုလိုကြံရည်ကိုလှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်လူဘဝနတ်ဘဝပြည့်စုံတဲ့ဘဝမျိုးမှာတန်တရားကျင့်လည်ရပြီးတော့လူချမ်းသာနတ်ချမ်းသာခံစားပြီးတော့နောက်ဆုံးမှာအရှင်ဘုရားသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့ဤလို့သူကဆုတောင်းတယ်နော်အဲ့လိုသူကဆုတောင်းလိုက်တယ်အိမ်ပြန်ရောက်တဲ့အခါသူ့ကိုဒီကြောင်းပြောပြသူ့ကိုကကျေနပ်တယ်သူ့ညီလှူခဲ့တယ်ဆိုတာသူ့ရဲ့ကြံကြောင်းကိုလှူခဲ့တာဖြစ်သောကြောင့်သူ့ညီသူ့ကိုကကျေနပ်စွာနဲ့သူကငါကြံကြောင်းမင်းလှူခဲ့တယ်ဟုတ်တယ်အဲ့ဒီလှူခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ပိစိကဗုဒ္ဓအရှင်မြတ်တွေသိတဲ့တရားမျိုးကိုငါသိရပါလို့ဤလို့သူကတခါလဲဆုတောင်းလိုက်တယ်လူချမ်းသာနတ်ချမ်းသာဆိုတာခေါင်းထဲမှာမထဲဘူးပိစိကဗုဒ္ဓအရှင်မြတ်တွေသိတဲ့တတ္ထမဆိုတဲ့သူတော်ကောင်းတရားကိုသိပြရစေလို့ဒီတစ်ခုပဲဆုတောင်းလိုက်အဲ့လိုဆုတောင်းလိုက်သည့်အတွက်ကြောင့်ကြည်သူတို့နှစ်ဦးဟာဆုတောင်းတာစိတ်ရည်ရွယ်ချက်ချင်းကကွာခြားတယ်ဒါကြောင့်မလို့အကိုလုံးတဲ့ပုဂ္ဂိုလ်ကဒီဘဝကအဆုံးသတ်သွားတဲ့အခါမှာနတ်ပြည်ရောက်နတ်ပြည်ကနေပြီးလူဘဝပြန်ရောက်လာတဲ့အခါမှာအဲ့ဒီမှာအကိုလုံးတဲ့ပုဂ္ဂိုလ်ကဖျားပွင့်နံနဲ့ကြုံချိုက်ပြီးသာသနာဝင်ရောက်တော့ယဟန္တာဖြစ်သွားတယ်လှူတဲ့ဘဝနဲ့ဆိုရင်၃ဘဝမြောက်မှာယဟန္တာဖြစ်သွားတယ်နော်ညီလုံးတဲ့ပုဂ္ဂိုလ်ကတော့အဲ့ဒီဘဝတွေများစွာကြော်ဖြတ်လာပြီးတော့ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့မှဇောတိကတထေဘဝနဲ့တန်တရားဟောကလွတ်သွားတယ်တန်တရားဘဝတွေမြောင်များစွာဖြတ်တန်းလာပြီးတော့မှနောက်ဆုံးမှယဟနာဖြစ်သွားတယ်အဲ့တော့ဘာကြောင့်ဘသူကတန်တရားဘဝကိုရှိကြအောင်လုပ်လိုက်တာတော့ဆိုရင်လူချမ်းသာနတ်ချမ်းသာတို့ကိုခံစားရ၍ဆိုတဲ့တဏှာအတွေးလေးပါတယ်ပေါ့လူဘဝနတ်ဘဝဆိုတာမျိုးနဲ့ကြုံတွေ့ခြင်းသေးတယ်ကောင်းမြတ်တဲ့လူချမ်းသာနတ်ချမ်းသာခံစားခြင်းသေးတယ်ဆိုတဲ့တဏှာကတန်တရားရှိအောင်လုပ်လိုက်တာ
အဲ့ဒါကိုမှားယွင်းပြီးတော့ဒါနဟာတန်တရားရှိတတ်တယ်ဆိုပြီးတော့ဟောပြောကြတာလည်းဖြစ်ပေါ်လာတတ်တယ်တကယ်ကဒါနကြောင့်တန်တရားရှိတာမဟုတ်ဘူးဒါနအကျိုးပေါ်မှာမျှော်ကိုးထားတဲ့တဏှာကြောင့်သာလည်းတန်တရားရှိတယ်လို့ဒီလိုဆိုရမှာဖြစ်တယ်အဲ့ဒါလို့ညီကိုနှစ်ယောက်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာစိတ်แท้ကတောင်းတမှုပေါ်မှာအခြေခံပြီးတော့တန်တရားတူတာနဲ့ရှိတာဒီလိုဖြစ်သွားတယ်အေးဘုန်းကြီးတို့တွေရောတန်တရားကိုတိုးခြင်းသလားတန်တရားမှာရှည်ခြင်းသလားကိုယ့်ကိုမေးခွန်းထုတ်ပြီးတော့ဆုံးဖြတ်လိုက်နာကြရမယ်အနေအထားမျိုးဖြစ်တယ်အကယ်၍အိုးချင်းနာချင်းသိချင်းဆိုတာတွေကိုမျက်စိမိတ်ပြီးတော့ဘဝမှာကောင်းစားတာတစ်ခုတည်းကိုကြည့်ပြီးတော့တန်တရားထဲမှာရှည်ခြင်းနဲ့ဆိုရင်တော့မဆုံးနိုင်တဲ့ခရီးကြီးကိုဆက်လျှောက်ကြရအောင်မှာပဲဖြစ်တယ်အဲ့ဒါလို့ဆက်လျှောက်တဲ့အခါမှာကောင်းတာနဲ့လည်းတွေးမှာပဲမကောင်းတာနဲ့လည်းတွေးမှာပဲဘဝဆိုတာစုံကြီးဆန်းကြီးအတိမကျမတည်မြဲတဲ့ဘဝခရီးကိုလျှောက်လန်းကြရမှာဖြစ်တယ်အဲ့ဒါလို့လျှောက်လန်းပြီးတော့ဘဝမှာဆင်းရဲဒုက္ခမျိုးစုံခံစားရဘယ်တော့လွတ်မယ်ဆိုတာမသိနိုင်တဲ့လွတ်ရမရှိတသက်တကျွန်းကြထားသလိုတန်တရားထဲမှာနေချရမှာပဲဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒုက္ခတွေနဲ့လုံးနေတဲ့တန်တရားဘဝကိုငါတို့ဟာမမျောလင်းတော့ဘူးအကောင်းကနည်းနည်းအဆိုးကများများဖြစ်တဲ့ဘဝတန်တရားကလွတ်ရလွတ်ချောင်းတရားထုတရားမြတ်ကိုပဲရပါရစေလို့ကိုယ့်ကိုတန်တရားဘဝမှာညှိငွေ့ပြီးတော့တန်တရားဝဆင်းကလွတ်ရလွတ်ချောင်းဖြစ်တဲ့နိဗ္ဗာန်ကိုသာမျှော်ကိုးကြမယ်ဆိုလို့ရှိရင်တော့တန်တရားဝကမြတ်မြတ်လွတ်မှာပဲဖြစ်တယ်ပေါ့တန်တရားဆိုတာရှည်တာကောင်းသလားတူတာကောင်းသလားလို့ဆိုရင်ဆင်းရဲဒုက္ခကြာရှည်ခံရတာဖြစ်သောကြောင့်တူတာသာလင်ကောင်းတယ်ပေါ့တန်တရားရှိနေပြီဆိုရင်တန်တရားထဲမှာတန်တရားခရီးသွားရင်ကအမှားလုပ်မိတာတွေလည်းအများကြီးကြုံတတ်တယ်ပေါ့ဘဝတိုင်းဟာအသိဉာဏ်ရှိပြီးတော့မကောင်းတဲ့အလုပ်ကိုရှောင်နိုင်ကြတာမဟုတ်ဘူးရမယံခါအသိဉာဏ်တွေလွဲမှားပြီးမိတ်ဆွေအပေါင်းအသင်းမကောင်းတဲ့သူနဲ့ပေါင်းမိသွားလို့မကောင်းတဲ့တရားတွေနာမိလို့မကောင်းတဲ့ဆရာတင်မိလို့မမယွင်းယွင်းနဲ့သူတွေဟာတန်တရားထဲမှာဒုက္ခရောက်သွားကြတာတွေအများကြီးပဲရှိတယ်အဲ့ဒါကြောင့်မို့လို့တန်တရားဟာတူလေကောင်းလေပဲရှည်လျားနေတာဟာတန်တရားသူတော်ကောင်းတရားကိုမသိတဲ့ပုဂ္ဂိုလ်တွေဖို့သာတန်တရားကရှည်လျားနေတာသူတော်ကောင်းတရားကိုသိရှိနားလည်တဲ့ပုဂ္ဂိုလ်တွေဖို့တန်တရားဟာတူတော်တူစေနိုင်တယ်ဆိုတာကိုသဘောပေါက်နားလည်ကြမှာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကတူတယ်ရှည်တယ်ဆိုတာလူရဲ့အရည်ချင်းနဲ့ပတ်သက်တာဖြစ်တယ်အချိန်နဲ့မသက်ဆိုင်ဘူးတူတယ်ရှည်တယ်ဆိုတာဟာဝေါဟာရတစ်ခုအနေနဲ့အယူဆတရားတာဖြစ်တယ်ဆိုပါစို့ဒီဃာသာဂရတော်ရတ္တိအိပ်မပျော်လို့တညလုံးနိုးနေလို့ရှိရင်ည12နာရီအချိန်တာတစ်ခုဟာနော်နေ့12နာရီည12နာရီဆိုပါစို့24နာရီရှိရတဲ့ညတာဟာ12နာရီပဲရှိတယ်နေ့တာက12နာရီအဲ12နာရီရှိတဲ့အချိန်ဟာအိပ်မပျော်လို့နိုးနေတဲ့ပုဂ္ဂိုလ်တယောက်အဖို့ပို့ပြီးတော့ညတာကြီးကရှည်တယ်လို့ထင်တယ်နှစ်ချိုက်အိပ်ပျော်သွားတဲ့ပုဂ္ဂိုလ်ဟာညတာကတိုးလိုက်တာလို့အောင်းမေးတယ်နော်အိပ်မပျော်ဘူးဆိုရင်ညတာကြီးကရှည်နေတတ်တယ်သူ့ရဲ့အခြေအနေအရဖြစ်ပေါ်နေတာတကယ်ကတော့အချိန်ဟာဒါပဲအဲ့ဒါကိုမြတ်စွာဘုရားဒီဃာသာဂရတော်ရတ္တိသာဂရတော်တညလုံးအိပ်မပျော်လို့နိုးနေတဲ့ပုဂ္ဂိုလ်မှာရတ္တိတညတာကာလဟာဒီဃာအလုံးကိုရှည်နေတယ်ထို့တူပဲဒီကံတန်တတယောဇနံတယုဇနာသို့တယုဇနာခရီးသို့မဟုတ်8မိုင်သို့မဟုတ်12မိုင်13မိုင်ဆိုတဲ့ခရီးအကွာဝေးဟာဘယ်နေရာမှာပဲဖြစ်ဖြစ်တူတူပဲ8မိုင်နဲ့ပြောရင်တယုဇနာဆိုတာ8မိုင်ဘယ်နေရာတော့8မိုင်ဟာတယုဇနာဆိုလို့ရှိရင်ဘယ်သူအတွက်ဖြစ်ဖြစ်8မိုင်ဟာ8မိုင်ပဲဖြစ်တယ်ပေါ့သို့တော့ခရီးပန်းလာတဲ့ပုဂ္ဂိုလ်တယောက်ဖို့8မိုင်ဟာတိတ်ကိုဝေးတယ်ပေါ့ခရီးမပန်းသေးတဲ့ပုဂ္ဂိုလ်ဟာ8မိုင်ဟာခဏလေးပဲပေါက်ရောက်သွားနိုင်တယ်ပေါ့
ခရီးပန်းမှုမပန်းမှုပေါ်မှာမူတည်ပြီးတော့ရှည်တယ်တိုးတယ်ဆိုတာကိုသတ်မှတ်နေတာဖြစ်တယ်ပေါ့မြတ်စွာဘုရားကဒီခံတန်တတ္တယောဇနာတန်တတ္တခရီးပန်းနေတဲ့ပုဂ္ဂိုလ်ဖို့ယောဇနာတယူဇနာသို့မဟုတ်ရှစ်မိုင်ဟာဒီခံတော်တော်ကိုဝေးတယ်ရှည်တယ်လို့ဒီလိုယူဆထို့တူပဲတန်တရားကိုကြည့်လိုက်မယ်ဆိုရင်တန်တရားခရီးဟာအစလည်းမတွေ့ရဘူးအဆုံးဆိုတာလည်းမမြင်နိုင်ဘူးအဲ့ဒါတော့အစနဲ့အဆုံးကိုမသိနိုင်တဲ့တန်တရားခရီးကြီးမှာဆိုရင်ဒီခောပါဠာနာတန်တာရောတတ္တမအဝိဇ္ဇနာတမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကိုမသိဘူးအသိဉာဏ်ကင်းမဲ့ပြီဆိုလို့ရှိရင်အဲ့ဒီအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဖို့တန်တရားကလွတ်မြောက်ဖို့ဆိုတဲ့စိတ်ကူးတောင်ပေါ်ဖို့ခက်တယ်တန်တရားကလွတ်မြောက်ဖို့ exit ဆိုတဲ့ထွက်ပေါက်တွေးဖို့နေနေသာစိတ်ကူးလေးတောင်ခေါင်းထဲမှာပေါ်မှာမဟုတ်ဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဖို့တန်တရားဟာအလွန်ကိုရှည်တယ်လို့ဒီလိုဆိုတယ်အဲ့တော့ပုဂ္ဂိုလ်တိုင်းအတွက်တန်တရားဟာရှည်တာလားလို့ဆိုမဟုတ်ဘူးသူတော်ကောင်းတရားကိုသိတဲ့ပုဂ္ဂိုလ်အတွက်တန်တရားဟာတိုးတယ်လို့ဒီလိုဆိုတယ်ဒါကအမြင့်ဆုံးအဆင့်အနေနဲ့ပြောတာထို့တူပဲအလုပ်တစ်ခုလုပ်ကြတယ်တိုင်းပြည်တစ်ပြည်မှာပြဿနာတစ်ခုဖြေရှင်းကြတယ်ပြဿနာတစ်ခုဖြေရှင်းတယ်ဥပမာမယ်ငြိမ်းချမ်းရေးရခြင်းလို့ငြိမ်းချမ်းရေးရဖို့ကြိုးစားပြီးတော့ဆွေးနွေးပြောဆိုနေကြတယ်ငြိမ်းချမ်းရေးရဲ့အနှစ်သာရငြိမ်းချမ်းရအောင်ဘာလို့အမယ်ဆိုတဲ့အမှန်ကန်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဖို့ဟာငြိမ်းချမ်းရေးရဖို့ဆိုဝေးနေဦးမှာပဲငြိမ်းချမ်းရေးရဖို့ဆိုဝေးနေမှာပဲအမှန်သိတဲ့ပုဂ္ဂိုလ်တွေဖို့ဆိုလို့ရှိရင်အခုလို့အခုငြိမ်းချမ်းသွားမှာသာဖြစ်တယ်ပေါ့ဒီကနေ့ငြိမ်းချမ်းအောင်ကြိုးစားရင်ဒီကနေ့ပဲငြိမ်းချမ်းရေးရသွားကြမှာဖြစ်တယ်အဲ့ဒါကိုအမှန်မသိတဲ့ကယင်တဲ့ကအခုခံနေနဲ့အမှန်မမြင်တဲ့ပုဂ္ဂိုလ်တွေလုံနေမယ်ဆိုလို့ရှိရင်တော့လူတယောက်တည်းရဲ့စိတ်နှလုံးငြိမ်းအေးမှုလည်းမရနိုင်သလိုလူသားတွေအားလုံးရဲ့ငြိမ်းချမ်းမှုဆိုတာလည်းမရနိုင်ဘူးစဉ်းစားကြည့်လေကိုတယောက်တည်းရဲ့ရင်တွဲကအငြိမ့်ထက်ဖန်တီးမယ်ဆိုလို့ရှိရင်သူတော်ကောင်းတရားကိုမသိသေးတဲ့မြတ်ဘယ်လို့မှမဖန်တီးနိုင်ဘူး။ဘာကြောင့်လဲဆိုရင်လောဘတွေဖြစ်နေဦးမှာပဲဒေါသတွေဖြစ်နေဦးမှာမောဟတွေဖြစ်နေဦးမှာလောဘဒေါသမောဟတွေဖြစ်နေရင်ထဲမှာဘယ်လို့မှမငြိမ်းချမ်းနိုင်ဘူးပေါ့။လောဘဒေါသမောဟကိုဖယ်လိုက်ရင်ငြိမ်းချမ်းမှုကိုရတယ်လို့သိလိုက်လို့လောဘဒေါသမောဟကိုဖယ်လိုက်နိုင်တာနဲ့တပြိုင်နက်စိတ်နှလုံးအေးချမ်းမှုဆိုတာချက်ချင်းရတယ်။ထို့တူပဲနိုင်ငံတနိုင်ငံကဘာမှာဖြစ်စေမိသားစုတစ်စုမှာပဲဖြစ်စေအဖွဲ့တစ်ဖွဲ့မှာပဲဖြစ်စေညီညွတ်စိတ်ဆက်ပြီးအမှန်တရားကိုသိတဲ့ပုဂ္ဂိုလ်တွေဟာတညီတဲ့လက်တွဲလိုက်မယ်ဆိုရင်ရှင်တဲ့နှလုံးထဲကစပြီးအေးချမ်းပြီးတိခဏ်ရင်ခွင့်လွှတ်ခြင်းဖြေလျော့ခြင်းဖြင့်ငြိမ်းချမ်းမှုဆိုတာရယူသွားနိုင်တယ်ပေါ့အဲ့ဒီလိုမသိဘူးဆိုရင်မငြိမ်းချမ်းနိုင်ဘူးရှည်လျားနေအောင်ပါပဲအလုပ်တစ်ခုကမအောင်မြင်နိုင်မဲနဲ့ရှည်လျားနေအောင်ပါဘယ်နှစ်လောက်ရမယ်ဆိုတာမပြောနိုင်ဘူးနော်ရှည်လျားထွေပြားနေဥမှသာဖြစ်တယ်ဒါကိုမြတ်စွာဘုရားတရားတော်အရပြောမယ်ဆိုရင်ဒီကောပါဠာနာတန်တာရောတတ္တမအဝိဇ္ဇနာတတ္တမတကယ်စစ်မှန်တဲ့အခြေအနေကိုအဝိဇ္ဇနာတမသိဘူးဆိုတဲ့ဘာဠာနာအသိဉာဏ်ကဲမဲ့တဲ့ပုဂ္ဂိုလ်ဖို့နော်တန်တာရောလောက်ကင်ဆောင်ရရတဲ့ process ကြီးတစ်ခုလုံးဟာဒီကိုရှိလျားနေဦးမှာပဲဘယ်တော့မှအဆုံးမတတ်နိုင်ဘူးလို့ဆိုလိုတယ်ပေါ့နော်အဲ့ဒါလို့အဆုံးတတ်နိုင်အောင်ဘုန်းကြီးတို့တွေဟာကိုယ်ပေါ်မှာသာမူတည်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ရှင်တွေကမငြိမ်းချမ်းတဲ့အနေအထားမျိုးတွေငြိမ်းချမ်းအောင်တို့တွေအမှန်တရားကိုသိရှိနားလည်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုသိရှိမှသာလေအမှန်တရားဆိုတာသိရှိပြီးစိတ်နှလုံးအေးချမ်းနိုင်မှာဖြစ်တယ်ဆိုတဲ့မှန်ကန်တဲ့အသည့်တစ်ခုရရှိအောင်တရားပွဲတွေလုပ်ပြီးတရားနာကြတယ်တရားနာပြီးတော့ဆင်ញင်သုံးသပ်တယ်ဆင်ញင်သုံးသပ်ပြီးတော့ဘာလုပ်ရမလဲဆိုတာကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီးတော့လက်တွေ့လှုပ်ဆောင်ခြင်းဖြင့်သာလေငြိမ်းချမ်းခြင်းစိတ်နှလုံးအေးချမ်းခြင်းဆိုတဲ့အရာကိုရနိုင်တယ်ဆိုတာကိုကိုယ်စီသဘောကျကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓ၏အဆုံးအမကိုယုံကြည်စွာမှတ်သားထားပြီးတော့ရှည်လျားခြင်းတိုးတောင်းခြင်းဆိုတဲ့အချက်တွေဟာအချိန်ကာလတစ်ခုကိုပြောဆိုခြင်းသာဖြစ်ပြီးတော့အလုံးဟာ
ရှည်ခြင်းတူခြင်းသည်မိမိပေါ်မှာသာမူတည်တာဖြစ်သောကြောင့်တန်တရားရှည်တာလဲကိုယ်ကြောင့်တန်တရားတူသွားတာလဲကိုယ်ကြောင့်ပဲဆိုတာကိုသဘောပေါက်နားလည်ပြီးတန်တရားကိုတူစေတတ်တဲ့တရားအတိမျိုးရရှိအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာသဗ္ဗေတမုဟတာအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗ္ဗေပူဇာခြင်းနောက်ကိလေသာဆယတောက်ဟုသမျှတို့သည်သမုဟတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရအိုခြင်းလဲกว่าနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောကိလေသာဟုဘုခတိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤပြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရန်တုပါရမီအစစ်အစစ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း